အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ MMA လောကကိုလှုပ်ခတ်သွားစေခဲ့တဲ့ Strike One နဲ့အသက်ဆန်ညာတို့ရဲ့အကျိတ်နဲ့ပွဲစဉ်အကြောင်းကိုဝိထပ်လုပ်ပေးသွားမှာဖြစ်ပါတယ်ပွဲမစခင်တည်းကပရိသတ်တွေကြားမှာအရန်ကိုရေပန်းစားနေတဲ့ဒီပွဲဟာတကယ်ပဲထင်မှတ်မထားတဲ့ရလဒ်တွေဖြစ်ပေါ်ခဲ့ပါတယ်ပထမအချိန်မှာလည်းနှစ်ယောက်လုံးကအပြန်အလှန်ထိုးချက်တွေနဲ့လူမိုက်ဆန်ဆန်စတင်ခဲ့ကြပါတယ်အသက်ဆန်ညာရဲ့ပါတီခေတ်တွေနဲ့အတားဆီးယူဖို့ကြိုးစားခဲ့တယ်လို့နှစ်ယောက်လုံးကလည်းကောင်းတာချက်တွေနဲ့တုံ့ပြန်ခဲ့တာမြင်တွေ့ရပါတယ်ဒုတိယအချိန်မှာတော့ပွဲကပိုပြင်းထန်လာပြီးလက်တိချက်တွေကပရိသတ်တွေအသက်ရှူမှခဲ့ရပါတယ်စတန်ဖိုက်ဂိမ်းပတ်လန်နဲ့အနိုင်မခံရှုံးမပေးတဲ့စိတ်သက်တွေကိုအတိုင်းသားမြင်ခဲ့ရပါတယ်လေးချီညောက်ပြီးလို့နောက်ဆုံးချီထိတာစီမတ်နဲ့ Strike One နဲ့အသက်ဆန်ညာလို့ဟာအလဲထိုးဖို့ကြိုးစားရင်းအံ့အားသင့်စရာဆုံးထိုးတက်သွားနိုင်ခဲ့ပါတယ်ဒါဟာ Strike One အတွက်ချန်ပီယံကပတ်ကိုရယူနိုင်ခဲ့တဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့အသက်ဆန်ညာအတွက်လည်းတင်ငန်းစာယူစရာဖြစ်ခဲ့ပါတယ်ဒီပွဲရဲ့ရလဒ်အပေါ်မှာရောတင်တို့ရောဘယ်လိုမြင်ကြလဲခမမှာရေးသွားပေးဦးတော့ဒီလို recover ဗီဒီယိုတွေဆက်ကြည့်ဖို့အတွက် Martial Arts 63ကို follow လုပ်ထားဖို့မမေ့နဲ့ဦးပြကျေးဇူးတင်ပါတယ်